နိုင်ငံခြားရောက်သွားဆိုနေကပညာတကြီးအနေနဲ့ပညာရှင်အနေနဲ့နေကဟုတ်တယ်ဟိုဟာတဲ့ပညာတော်တင်နဲ့ရောက်သွားဆိုတော့ဟမ်ဟိုဇပွဲတို့လုံနေနေဇပွဲတို့လုံနေနေနိုင်ငံခြားအကောင်ခေါ်သွားလို့ဟိုရောက်တော့ကျတော့ဟိုရေရှည်ကြတော့မကြည့်ဘူးစောက်လုတ်ကအစင်မပြေအဲ့ကျတော့ Facebook ပေါ်မှာတက်ပြီးတော့ခွက်ခောက်နော်ခွက်ခောက်လို့အစင်မပြေတော့ပတ်ဝန်းကျင်ပတ်ရန်သူ့လာပြီးတော့ဝေဖန်တဲ့လူတွေဆိုလို့ရှိရင်တော့သူက follower အကူနဲ့ပြန်ပြောခြင်းစီอ่ะကောက်မလေးကနေကဟို iPhone ဘက်ထရီလိုပဲကြာလေပါစင်းနေရော့လေအုံနောက်ကလေဘာလို့လဲဆိုတော့နေကငငယ်ကလေးကလေဟိုနေအမေရဲ့ဘိုက်ထဲမှာကိုဝင်ရှိနေကြတဲ့နေဖေခဏတက်နေအမေကိုတက်လို့နေရဆိုနေဖေလီးနေနေအုံနောက်ကိုခဏထိုးခံတာတော့နေအုံနောက်ကကြာတော့ပါစင်းနေမကောင်းတော့ဘူးဘာလို့ဆို idea မထွက်တော့ဘူးလေ idea ကောင်းမထွက်တော့ကြတော့နေကဘာမှမလုပ်တတ်တော့ကြတော့အဲ့လိုမျိုးခွက်ခောက်ပြီးတော့အဲ့လို Facebook ပေါ်ကရတဲ့ပတ်စံလေးနဲ့ငတ်တာကြာနာဟဟလားပြောတိုင်းမိမဆိုလို့မှတ်ထားတာအများကြီးကြံသေးရနော်ဘာလဲတော့ဩနင်တို့လိုတိုင်းပြည်ပြည်သည့် celebrity ဖြစ်ပြီးတော့တိုင်းပြည်ပြည်သည့် celebrity ဖြစ်ပြီးတော့ဒီ community LGBTQ community တွေကဖြစ်ပြီးတော့နော်အဲ့လိုမျိုးအောက်တန်းစားအလေးနက်တော်တွေလုံနေလို့နင်တို့အချောက်ချင်းတော့မှယွန်းနေတာနင်တို့ကဆယ်လီချောက်တွေဆိုတာရှေ့ဆောင်လမ်းပြဒီ community ကိုလူတွေချစ်ခင်မှုတိုးတက်ဖို့ကျယ်ပြန့်မှုအတွက်လောက်ရမှာနင်တို့လိုဆယ်လီချောက်အော်လီချောက်တွေကလုံနေလို့ငါ brand ထဲမှာလည်းရှိတယ်အများကြီးပဲနော်အပြင်ကတမင်ကျမ်းမာရေးဌာနမှာလုံနေတဲ့လူကဏ္ဍမျိုးစုံမှာ make up ဆရာပြီးလို့ရှိရင်ပန်းအလားဆရာအကုန်လုံးရှိပါတယ်အများကြီးပဲနင်တို့လိုအော်မနေဘူးအော်ဆိုတာနင်တို့စောက်စစ်စောက်တမ်းမရှိမလုတ်တဲ့မလုတ်ထိုက်တဲ့ဟာတွေကိုလုံနေလို့ပညာဘာပညာတော့ညဘိုးလုံးမောက်တက်တဲ့အင်္ဂလိပ်ပြောတာနင်ပညာလို့ထင်တာလားညဘသူကလိုရင်းနဲ့ပြောသွားနင်ဘသူကလိုရင်းနဲ့ပြောသွားပညာဆိုတာလူပတ်ဝန်းကျင်မှာနေလူတွေနဲ့နေလို့ရှိရင်လူလိုဆက်ဆံရတယ်သိလားပညာရဲ့ definition ကိုပြောပြအောင်မယ်နော်ဥပမာပယံလောက်တာလည်းပညာပဲဆက်ချုပ်တာလည်းပညာပဲဈေးရောက်တာလည်းပညာပဲနော်အမားအမှန်အကောင်အဆိုးအကြောင်းကျိုးကိုဝိုင်းအုံနောက်ညံနဲ့စင်ကျင်သုံးသက်ဝေဖန်ပိုင်းခြားပြီးမှလှုပ်ထိုက်တာကိုလှုပ်တယ်ပြောတင်တာကိုပြောတယ်ဆိုတော့မှပညာသိလားနိုင်ငံခြားကနေပြီးတော့ဘာဖြစ်နေတာဘာဆောက်ဦးတုံးနေအောင်တတိဘလော့ဖြေလိုက်လေနော်ဒီလိုမှ